စာတန်းကလုံနောက်ကိုအခုလိုဖြတ်သွားတဲ့ပုံစံလေးလုပ်ပြမယ်ပထမဆုံး auto နှိပ်ပြီးတော့ click ကိုနှစ်ခုပွားလိုက်မယ်ပြီးတော့ရင် video remove background ထဲကနေပြီးတော့ auto ဘယ်ကိုနှိပ်ပြလိုက်ဒါဆိုရင်တော့ background ဖြောက်ပြီးသားဖြစ်သွားလိမ့်မယ်ပြီးရင် default text တစ်ခုကိုထိုင်းနဲ့ကိုထည့်မယ်အဲ့ text layer ကိုကျွန်တော် click နှစ်ခုကြာထားလိုက်မယ်ဒါဆိုရင်စာတန်းကလူရဲ့အနောက်ကိုရောက်သွားပြီပြီးရင် text layer အစမှာ keyframe တစ်ခုမှတ်လိုက်15 frame လောက်ချပြီးတော့နောက်ထပ် keyframe နှစ်ခုထည့်လိုက်မယ်ဒုတိယ keyframe ကိုတော့ scale 130ခန်းလုံးထားမယ်တတိယ keyframe ကိုတော့90ခန်းလုံးထားလိုက်မယ်ပြီးပြီဆိုရင်အဲ့ text layer ကို right click နှိပ် command click လုပ်ရတဲ့ click ကိုအခုလိုမျိုးအပေါ်ဆုံးမှာချလိုက်မယ်ဒါဆိုရင် text ကလူရဲ့ရှေ့ကိုပြန်ပြီးရောက်လာပြီပြီးရင်မျက်နှာကိုဖြတ်သွားစေချင်တဲ့နေရာလောက်ကိုချိန်ပြီးတော့ split လုပ်ပေးလိုက် split လုပ်ပြီးတော့ရလာတဲ့အနောက်က click ကိုအလဲကိုပြန်ထားပေးလိုက်ရင်ဒီလိုမျိုးဖြတ်သွားတဲ့စာတန်းပုံစံလေးရပြီဒါပေမဲ့တိတ်တော့စမှုဖြစ်သေးဘူးအဲ့အတွက် animation လေးထည့်မယ်ပေါ်က click ကို 2 frame လောက်ထိုးလိုက်မယ်ပြီးတော့ရင် animation ထဲက auto fade out ကိုရွေးပေးလိုက် duration ကိုတော့10စက္ကန့်လောက်ပဲထားဒါဆိုရင်တော့ကြည့်ရတာပိုပြီးအဆင်ပြေသွားပြီ။နေရောလုံးမဲ့အဆင်တွေများတယ်ဒါပေမဲ့ခက်တဲ့အပိုင်းတော့မပါဘူး။ကိုယ့်ဘာသာပြင်ပြီးလေ့ကျင့်ကြည့်ပါ။နောက်ထပ်လောက်ခိုင်းစီခြင်းနဲ့ကြွေတွေရှိရင်လည်း comment မှာရေးပေးခဲ့ပါ။ဒီနေ့တော့10 minutes စာ editing ပဲဖြစ်ပါတယ်